အဲ့ဒီလူဟာသူ့ရဲ့ဖုန်းပေါ်ကိုမတော်တဆသွေးတွေပေးကျန်သွားခဲ့ပါတယ်ဒါပေမဲ့သူဖုန်းကိုပြန်ဖွင့်လိုက်တဲ့အခါမှာတော့ Challenger Version လို့ခေါ်တဲ့ agent အသစ်တစ်ခုကိုတွေ့လိုက်ရပြီးသူဘလို့ပဲလုပ်အဲ့ဒီ agent ကိုဖျက်လို့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲ agent ကနေသူ့စီကို post van ဆက်တစ်ခုပို့လာပါတယ်အဲ့ဒါကတော့ဒီနေ့နေ့လယ်ပိုင်းမှာထီဆိုင်တစ်ခုမှာလူတစ်ယောက်ဟာ$5သိန်းကန်ထုတ်လိမ့်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် Challenger Version agent ကတကယ်ပဲမှန်သိရအောင်အဲ့ဒီလူဟာသတင်းထဲမှာပါတဲ့ထီဆိုင်ကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့သူဘယ်ထီလက်မှတ်ကိုဝယ်ရမလဲဆိုတာမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ဘေးကဖောက်တီတစ်ယောက်ကရှိသမျှထီလက်မှတ်အားလုံးကိုဝယ်သွားပါတယ်ဒါပေမဲ့အားလုံးကိုချစ်ပြီးတဲ့အခါမှာတော့တဆောင်မှကန်ထူးခဲ့တာကိုသူသိလိုက်ရပါတယ်ရုတ်တရက်ဆိုင်ရှင်ကကျန်းပြင်ပေါ်ကိုကျနေတဲ့ထီလက်မှတ်တစ်ဆောင်ကိုသတိပြုမိသွားပါတယ်နောက်ဆုံးလက်မှတ်ကကန်ထူးမဲ့လက်မှတ်ဖြစ်မယ်ဆိုတဲ့သတင်းကိုအဲ့ဒီလူကသတိရသွားပါတယ်သူဟာအဲ့ဒီနောက်ဆုံးလက်မှတ်ကိုအမြန်ပဲဝယ်လိုက်ပါတယ်တကယ်ပဲသူ$5သိန်းကန်ထူးသွားခဲ့ပါတယ်ဆိုမို့အေတွေကိုထုတ်ယူပြီးတဲ့နောက်မှာတော့သူ့ရဲ့ဖုန်းမှာ Challenger Version agent ကို Daisy ကလုပ်ဖို့လိုအပ်တယ်ဆိုတဲ့ပညာရေးကတစ်ခုပေါ်လာပါတယ်အဆင့်မြင့်တင်ဖို့အတွက်$18ကျတင်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလူဟာ agent ကို Daisy ကလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့လက်ထဲကိုဆေးပုလင်းတစ်ပုလင်းရောက်ရှိလာပါတယ်အဲ့ဒီလူဟာဆေးလုံးတစ်လုံးကိုထုတ်ပြီးတောက်လိုက်ပါတယ်သူ့ခန္ဓာကိုယ်ပေါ်ကအမာရွတ်တွေအားလုံးချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်ဖုန်းကနောက်ထပ်သတင်းတစ်ခုကိုခန့်မှာအမ်ပေးပြန်ပါတယ်အဲ့ဒါကတော့တနာရီအကြာမှာအဖွားအိုတယောက်ဟာဈေးထဲမှာငါးတီတစ်ကောင်ကိုဝယ်လိုက်မယ်ပြီးတော့အဲ့ဒီငါးဘိုက်ထဲကနေ$8 တန်းနဲ့ရှေးဟောင်းပစ္စည်းတစ်ခုကိုတွေ့လိမ့်မယ်ဆိုတာပါပဲသတင်းကိုမြင်ပြီးတဲ့နောက်မှာတော့အဲ့ဒီလူဟာဈေးကိုအမြန်ပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူဟာရုတ်တရက်နေမကောင်းဖြစ်သွားတဲ့ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရဲ့မိခင်နဲ့တိုးမိပါတယ်သူဟာသူ့မှာကြံနေတဲ့နောက်ဆုံးဆေးလုံးကိုထုတ်လိုက်ပြီးဒါဟာအံ့ဖွယ်ဆေးဖြစ်တယ်လို့ပြောကအဲ့ဒီအမျိုးသမီးရဲ့မိခင်ကိုတိုက်ကျွေးဖို့ပေးလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကဒီလူဟာဒီနေ့မနက်ကသူမရဲ့ကုမ္ပဏီကိုလာရောက်ခဲ့တဲ့ရင်းနှီးမြှုပ်နှံသူဖြစ်မှန်းမှတ်မိသွားပါတယ်ဒါပေမဲ့သူမရဲ့လက်ထောက်ကတော့သူမရဲ့မိခင်ကိုတွေ့ကြရဆေးတွေမတိုက်ဖို့သတိပေးခဲ့ပါတယ်အဲ့ဒီလူကသူ့ရဲ့မိခင်လည်းတစ်ခါကဒီလိုဝေဒနာခံစားခဲ့ရဘူးပြီးဒီဆေးတောက်ပြီးနောက်ပြန်ကောင်းသွားခဲ့တယ်လို့လင်ညာပြောဆိုခဲ့ပါတယ်သူမရဲ့မိခင်သတိမြင့်နေတာကိုမြင်တော့အဲ့ဒီအမျိုးသမီးဟာနောက်ဆုံးမှာတော့ဆေးလုံးကိုတိုက်လိုက်ပါတယ်မကြခင်မှာပဲသူမရဲ့မိခင်ဟာပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်အမျိုးသမီးကကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီလူကို$1တန်းပေးဖို့ကန့်လန့်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကသူဟာတိုက်ဆိုင်လို့ကူညီပေးခဲ့တာဖြစ်တယ်လို့ပြောခဲ့ပြီးသူမရဲ့မိခင်ကိုဆေးရုံကိုအမြန်ခေါ်သွားပြီးစစ်ဆေးမှုတွေပြုလုပ်ဖို့ပြောခဲ့ပါတယ်အမျိုးသမီးကသူ့ရဲ့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံဖို့စဉ်းစားမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီနောက်သူတို့အတူတူထွက်ခွာသွားကြပါတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဟာသတင်းထဲမှာပါတဲ့ငါးဆိုင်ကိုအမြန်ပြေးသွားပါတယ်ဒါပေမဲ့သူငါးတီတစ်ကောင်မှမတွေ့ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအဖွားအိုတယောက်ကငါးတီတစ်ကောင်ကိုကျန်းပြင်ပေါ်ပစ်ချလိုက်ပြီးငါးတီကိုပိုက်ဆံတစ်ဝက်ပြန်အမ်းဖို့ဒါမှမဟုတ်အရှင်တစ်ကောင်နဲ့လဲပေးဖို့တောင်းဆိုနေပါတယ်ငါးတီကချက်ချင်းပဲငါးကိုပြန်ယူပြီးပိုက်ဆံပြန်အမ်းပေးလိုက်ပါတယ်အဲ့ဒီအဖွားအိုဟာငါးကိုကိုယ်တိုင်တက်ပြီးပိုက်ဆံပြန်အမ်းခိုင်းလေးရှိတာကြောင့်ငါးတီကဒီငါးကိုလွှင့်ပစ်လိုက်မယ်သူမကိုတော့ထပ်မရောင်းတော့ဘူးလို့ပြောပါတယ်ဒါကိုမြင်တော့အဲ့ဒီလူကငါးကိုသူ့ဝယ်ချင်တယ်လို့အမြန်ပြောလိုက်ပါတယ်တကယ်ပဲသူငါးဘိုက်ထဲကနေအေးဟောင်းပစ္စည်းကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီနောက်သူဟာမြို့ထဲမှာအကြီးဆုံးရှေးဟောင်းပစ္စည်းအယောင်းဆိုင်ကိုတွားခဲ့ပါတယ်ဆိုင်ရှင်ကအဲ့ဒီကြေးထည်ကိုမြင်တဲ့အခါမှာတော့အလွန်အားတင်သွားပါတယ်သူကဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကရှေးဟောင်းပစ္စည်းဖြစ်မှန်းသိသွားပြီးအဲ့ဒီလူကိုရောင်းဖို့အစီအစဉ်ရှိမရှိနင်းမြန်းခဲ့ပါတယ်သူဟာ$8 တန်းပေးဖို့ကန့်လန့်ခဲ့ပါတယ်